ခိုင်ရိုစီကမစတာနဲ့ပတ်သက်တဲ့အချက်လက်တွေအကုန်လုံးခေါင်းထဲကနေရအောင်ရှာယူမှမို့အရှင်ဖန်းခေါ်သွားဖို့လုပ်ပါတယ်ဂိုးတို့ကယာနာကူနဲ့ရင်ဆိုင်ဖို့လုပ်လိုက်ကြပြီးယာနာကူကသူ့ရဲ့လူသားနဲ့မိစ္ဆာပေါင်းဆက်ထားတဲ့စမ်းသပ်ကောင်တွေကိုထုတ်လိုက်ပါတယ်အဲဒီကတကောင်ကစူဝဲလန်ဖြစ်နေပြီးတစ်ချက်တည်းနဲ့အပီးတက်လိုက်ပေမဲ့ပြန်ကောင်းသွားကြပါတယ်ဒီလောက်အဆင့်နဲ့တော့သူ့စမ်းသပ်ကောင်တွေကိုမနိုင်ဘူးလို့အားရှောင်နေရကြောင်းဂိုးတို့ကလည်းအမှန်ကန်သိပေးလိုက်တာအားရှောင်နေတဲ့အပေါက်ပါပိတ်သွားပါတယ်မဖြစ်နိုင်ဘူးပါပြောနေလို့ဘောကမီခဏပေးအိတ်လိုက်ပါတယ်တစ်ဖက်မှာလည်းခိုင်ရိုကအကျန်းစားတိုက်ကွက်သုံးပြီးတိုက်ခိုက်တာကိုလိုက်ကပတ်ရှောင်နေရကြောင်းပတ်ပဲရှောင်တက်တာလားဆိုပြီးအားရှောင်မိပါတယ်အဲ့ဒါနဲ့လိုက်လေတဲခံပေးလိုက်ပြီးမကျင်တတ်တဲ့ရင်စိတ်ကြိုက်ထည့်ရလို့ရတယ်ဆိုတာကြောင့်အကြိုက်ရိုက်ပြင်မဲ့ဘာမှမထူးပဲသူပဲအသေးအဒီးခံရပါတယ်မနိုင်တော့မှကြောက်ပါတယ်ဆိုပြီးပိတ်တောင်းမှနေရကြောင်းမီယာရဲ့အကူလိုလောက်တော့တတိမရှိတဲ့ခိုင်တို့ကိုသူ့ရဲ့ level 6လီလုံးကြီးမှအားမလားသူမျက်နှာမှာရှေ့ရတကူထင်အောင်လုပ်နိုင်ရင်အသက်ရှမ်းသာပြီးမဲ့ပြောကထက်တိုက်ခိုင်လိုက်ပါတယ်အဲ့ဒါနဲ့ခိုင်တို့လည်းမဖြစ်နိုင်ဘူးဆိုတာထားပြီးလို့ရှေ့တော့မှအပေါက်ဖောက်ပေးလိုက်ရပါတယ်ဒီမှာ monster တွေရှိရကြောင်းမီယာအကူရဲ့တငယ်ချင်းတွေကိုကျောင်းထဲမှာတကြိုပေးဖို့လုပ်လိုက်ပြီးခိုင်တို့တို့ကပါကျောင်းထဲခေါ်လာခဲ့ပါတယ်ကဘာတဲ့အနေအချိဆုံးနဲ့အခက်ဆုံးနေရာကိုရောက်နေရကိုမယုံနိုင်ဖြစ်နေတဲ့ခိုင်တို့ကိုမဆာနဲ့ပတ်သက်တာတွေစစ်မိခိုင်းမှုမေတို့၄ယောက်ကိုတာဝန်ပေးလိုက်ပြီးခို၄ယောက်ကလည်းဖျက်ချောင်းနေရကြောင်းဖင်တော်ကြောက်နေရပါတယ်မီယာနိုးလာတော့သူမအကူလိုသဘောထားတဲ့လူနှစ်ယောက်တည်ဆုံမှုကိုသိလိုက်ရတဲ့အခါဝမ်းနဲ့စွာငိုကြွေးနေပါတယ်စွတ်စားတတ်သမားကလက်တက်ငယ်ဖြစ်တဲ့ဆိုတဲ့အချက်လက်နဲ့တင်ဂိမ်းမှာသူတို့ကစီအစင်းကြည့်တတ်သွားပါတယ်ပြန်ကောင်းသားပြီဖြစ်တဲ့မီယာတို့မောင်နှမကတော့သူတို့ကိုကယ်ပေးလို့ကျေးဇူးတင်ကြောင်းနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကြောင့်စွတ်စားသူမလုပ်တော့ပဲမနှက်ပြန်မွေးရဲမြေကိုပြန်တော့မဲ့အကြောင်းပြောကသူ့ရဲ့တငယ်ချင်းတွေကိုလည်းမွေးရဲမြေစီပြန်ပို့ပေးခြင်းကြောင့်ပြောပြပါတယ်မီယာကလည်းမှော်ကြောင်းမတက်နိုင်တော့တာကြောင့်ကိုယ့်ဘက်ကိုလေးလာပြီးချက်စရာမကောင်းစိတ်မဲ့မှော်စရာဖြစ်လာဖို့တွေးတာကတချိန်ကြာကျင်းတွေထပ်ပြီးတွေးရမှလားဆိုတဲ့မိကုန်းကိုလည်းတေချာပေါက်တွေးရမှာပါလို့ကြိပေးလိုက်ပါတယ်မီယာတို့ပြန်သွားတာကြည့်နေပြန်တွေးကြလို့အားလုံးကိုပြောပြနိုင်မဲ့အချိန်ရောက်လာရင်ဂိမ်းမရာနဲ့ဝါဒီတို့ရဲ့အုပ်ကူကိုလိုက်ပြမဲ့အကြောင်းစိတ်ထဲကပြောနေမိပါတယ်အတူရကျောင်းကိုပြန်သွားပြီးစစ်မေးထားတဲ့အထည်တွေအရဆက်မာစတာဆိုတာမာစတာရဲ့သွေးပါသူဖြစ်ပြီး level 10ရလွယ်သူဖြစ်ကြောင်းနဲ့မာစတာကိုလွှတ်ထားမယ်ဆိုကဘာပျက်စီးနိုင်ရရှိကြောင်းသိလိုက်ရပါတယ်ဖန်နာရဲ့ခိုင်ရိုကိုမလိုတော့တာကြောင့်အကောင်နေနဲ့စားခိုင်းလိုက်ပြီးရဲရဲဆက်ဆက်တက်ပစ်လိုက်ပါတယ်ဆာရှာကိုလက်စားရှိဖို့လုပ်လိုက်ပြီးအရင်ဆုံးဆက်မာစတာရဲ့စုထားရဲ့အဖြူရောင်စစ်တီအဖွဲ့ကိုဖန်ကအချက်လက်မလုံလောက်တာကိုဖြည့်ပြီးဆာရှာနဲ့စစ်ဆက်ထားသူကလည်းဒူးတက်ရှုံမှုလို့တီချက်အနေနဲ့ပါသုံးလို့ရနိုင်ပါတယ်တစ်ဖက်မှာတော့လိုက်ကိုအမဲလိုက်တော့ကဘလို့ပျော်ခဲ့ရတဲ့အကြောင်းသူ့လင်းကိုအားရပါရပြောပြနေပြီးလက်စားရှိတဲ့အခါဘလို့မျိုးမျောလင်းချက်မဲ့မျက်နှာနဲ့သူ့ကိုပျော်လုပ်ပေးမဲ့တွင်းနေလိုက်တယောက်ရင်ခုန်နေပါတယ်အစိကန်ကိုလင်မက်ကိစ္စပြောနေတော့လူသားကြွလျောက်ပစ္စည်းတဲ့ရင်သူမတို့လှဲရှိမှလဲကျသွားလို့အပြစ်ပြောရင်းစောင့်နေတော့လိုင်းငယ်သူတဲ့လူတယောက်ကိုတွေ့ရကြောင်းပြေးလိုက်သွားပါတယ်။လိုက်သွားပေမဲ့မတွေ့ရကြောင်းအထင်မှားဆိုပြီးပြန်လှည့်လိုက်ပေမဲ့တာဝါကြီးမှစောင့်နေမယ်ဆိုတဲ့လိုက်ရစာကြောင်းလိုက်ကိုတက်လို့ရလာတဲ့နေစားရဲ့မွေစားသမီးဆိုတဲ့အဆင့်ရောစစ်ဆက်ထားတာကောအခုပိုင်ဆိုင်နေသမျှအရာအလုံးဆုံးရှုံးတော့မှကိုကြောက်နေတဲ့စာချာရဲ့မျက်နှာကိုတနေရာကနေလိုက်တို့ကကျင်းနေစွာကြည့်နေကြပါတယ်။နီယာနဲ့ကီယာကသူတို့ဝင်လာတဲ့ကျုံကိုဓာတ်ပေါ်တိုင်းကစားနေကြပြီးလက်ဖက်ရည်တောက်နေကြတဲ့အဖြူရောစစ်တီတော်တွေကလည်းဓာတ်ခိုးသွားတဲ့ခိုင်တို့ကလူသားလက်ချက်နဲ့ပျောက်သွားတဲ့အကြောင်းပြောနေကြသလိုလူသားတွေဆိုတာသူတို့အတွက်ခွေးလောက်တောင်တတ်မှုမရှိပါဘူးခိုင်တို့ကိစ္စကလည်းတစ်ဆင့်အမိန့်ပေးခံရမှာမို့ဒီကိစ္စကိုသူတို့ရှင်းမှဖြစ်တယ်လို့ဒီထက်ပိုပြီးဘီမမျက်နှာဆွနဲ့ပတ်သက်လို့လောက်ရတွေကိုလည်းလောက်ခွင့်ပေးမှမဟုတ်တော့ကြောင်ပြောရင်ထွက်သွားပါတယ်အဲ့ဒီရဲ့ဆာရှာကရုတ်တရက်ထွက်လာတဲ့တာဝါကိုမြင်တော့လိုင်းလက်ချက်ဆိုတာသိလိုက်ရပါတယ်လူသားတွေကိုဖမ်းလာတဲ့လက်စီမွန်စတာတိုက်ခတ်တာခံလိုက်ရတာဟာဘယ်ကမှမသိပေါ်လာတဲ့တာဝါကြောင့်လို့ကောလာဟာလာတွေထွက်နေပြီအဲ့တာဝါလေးလာပေးမဲ့လူတွေကိုလည်းငွေရအများကြီးပုံပေးထားပေမဲ့တချို့ကတော့မသေးချင်သေးလို့စိတ်ဝင်စားကြပါဘူးကွတ်စပေါကြည့်နေတဲ့လိုက်တို့စီနဲ့တက်ငယ်နှစ်ကောင်ကနဲမမှုကိုဖွန်လာကြောင်းပြီးအတင်းသူတို့အဖွဲ့တွေခေါ်နေရကြောင်းလိုက်လက်ပြညပြလိုက်ရပါတယ်တစ်ဖက်မှာလည်းလူသားခလေးကိုတီချက်သုံးနေတဲ့နဲ့တက်ငယ်တွေကခွေးစားတာခံလိုက်ရပြီးပတ်ကိန်တဲ့ကောင်တွေကခလေးမလေးကိုစေကူပေးလိုက်ပါတယ်မွန်စတာတွေကိုထိန်းချုပ်ပြီးအစီအစဉ်တိုင်းလုပ်ပေးနေတဲ့ကြောင်မလေးစီအဲလီရောက်လာကတခင်ရဲ့ဆန္ဒနဲ့မညီတာပြောမလို့လုပ်နေလို့ကြောင်မလေးကတခင်ဆန္ဒနဲ့မညီသူတွေဆိုတပြစ်မယ်လို့ပြောလိုက်တာကြောင့်တင်းမာနေချင်းခလေးမလေးကိုဘေးကင်းကင်းနဲ့အင်ဂျင်ပို့ပြီးလို့သတင်းလာပို့တာကြောင့်ပုံမှန်ပြန်ဖြစ်သွားပါတယ်လိုက်ကိုတတ်ဖို့တာဝါစီသွားစစ်နေတဲ့ဆာရှာကတာဝါနာကတော့မှသူမမနိုင်တဲ့ level 1000ကျော်တဲ့ monster တွေရှိတာမို့ဘလို့ရအောင်သွားအောင်လဲညနေညမဲတွေထုံနေပါတယ်လက်သက်ငယ်နိုင်ရဲ့အစည်းအဝေးပွဲမှာအဖြူအောင်စစ်တီတပ်ဖွဲ့ကိုတာဝါကိုစုံစမ်းတာလှုပ်ဖို့ကိစ္စအတွက်အဖြူအောင်စစ်တီကောင်းဆောင်ဟာဒီနဲ့တကြီးတို့ကစကားအရှိတင်ဖြစ်နေလို့ဘရင်မကပဲစွန့်ငွေပို့ပေးပြီးပြည်သူတွေစီကတာဝါရဲ့သတင်းအချက်လက်ရယူဖို့ပဲအမိန့်ထုတ်လိုက်ပါတယ်ဘရင်မကဟာဒီရဲ့အမေဖြစ်တာကြောင့်အဖြူအောင်စစ်တီတပ်ဖွဲ့မလွတ်လိုက်ရတာဖြစ်ပြီးတကြီးဆိုတဲ့ဘဲကအခွင့်အရေးရရင်အာဏာသိမ်းချင်နေတာဖြစ်ပေမဲ့တကယ်ပြဿနာကနိုင်ငံရဲ့တည်ငြိမ်မှုကိုတုံ့ပြန်နိုင်တဲ့ဘာမှမသိရတဲ့တာဝါကြီးဖြစ်ပါတယ်တာဝါရှာဖွေ quest လုပ်တဲ့နေရာကိုလိုက်လို့လာချိန်ဆာရှာကအတန်ကြာပြီးလိုက်လို့ထင်တာကြောင့်မျက်နှာဖုံးရှုတ်ခိုင်းပေမဲ့မီးလောက်တန်ရဖုံးမှုဆိုကမရှုတ်တာကြောင့်တောက်ကွက်ရက်ပြီးရှုတ်ပေးလိုက်ပါတယ်